အားလုံးပဲမင်္ဂလာပါဒီနေ့မနက်မှာတော့ကျွန်တော်ကဒီမှာရှိတဲ့မိတ်ဆွေတွေအားလုံးကိုသင်တို့ရဲ့အသက်တာထဲမှာနမိတ်လက္ခဏာဘလို့အလုပ်လုပ်တယ်လဲနမိတ်လက္ခဏာကဘလို့အခြေအနေမျိုးမှာစီးစင်းတယ်လဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းငယ်ခွာပြီးဝင်သွားချင်တာဖြစ်တယ်ရှေးစွာကျွန်တော်ရဲ့သူတမန်ကျမ်းစာတစ်ပိုက်ကိုသူတို့ကဖတ်ရှုရအောင်ယေရှုသည်မျှော်ကြည့်၍လူစုဝေးအပေါင်းတို့သည်အထံတော်သို့လာကြသည်ကိုမြင်တော်မူလေဖိလိပ္ပုအားဤသူတို့စားเสียမုတ်ကိုအဘယ်မှဝယ်မည်နည်းဟုမေးတော်မူ၏ထို့သို့မေးတော်မူသောမိမိအဘယ်သို့ပြုမည်ကိုသိတော်မူလျက်ပင်ဖိလိပ္ပုကိုစုံစမ်းခြင်းကသာမေးတော်မူ၏အာမင်ဖယားသခင်ကသင်တို့ရဲ့အသက်တာထဲမှာနမိတ်လက္ခဏာကိုလုပ်ဖို့အတွက်ရှေ့ဦးစွာသင်တို့ရဲ့ယုံကြည်ခြင်းကိုစမ်းသပ်တယ်ဒါကလူ9000ကိုကျွေးမွေးတဲ့ကျမ်းပိုက်ဖြစ်တယ်ဖယားသခင်ကလူတွေမြောက်များစွာကိုကျွေးဖို့အတွက်သူ့မှာအစောကြီးတဲ့ကအကြံစီရှိပြီးသားဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေရာမှာဖယားသခင်ကဖိလိပ္ပုကိုမေးတယ်ကျွန်တော်တို့တက်တာမှလည်းဒီလိုပဲတခါတရံမှာဖယားသခင်ပြုမဲ့အမှုကိုလည်းသင်သိတယ်ဖယားသခင်တတ်နိုင်တယ်ဆိုတာကိုလည်းသင်သိတယ်ဒါပေမဲ့သင်ရဲ့အသက်တာမှာဒီအရာတွေလက်တွေ့ဖြစ်မလာတာကဘာကြောင့်လဲလို့ပြီးသင်တို့ရဲ့ယုံကြည်ခြင်းကြောင့်ဖြစ်တယ်နမိတ်လက္ခဏာကယုံကြည်ခြင်းပေါ်မှာပဲစီးဆင်းတယ်ဒါပေမဲ့ဖယားသခင်မတတ်နိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒီအရာကဘယ်ဟာလဲဆိုရင်သင်တို့ရဲ့ life ကို limit လုပ်လိုက်ခြင်းဖြစ်တယ်ဒါကိုတော်ပြုမဲ့အမှုတစ်တွေကိုမြင်တွေ့ဖို့ဆာငတ်ရမှာထက်ကိုတော်ကျွန်တော်ကိုဒီလောက်ပဲပြုပါကိုတော်ကျွန်တော်ကိုဒီလောက်ပဲသုံးပြုပါကိုတော်ကျွန်တော်ကိုဒီလောက်ပဲပေးပါဆိုတဲ့အရာတွေကသင်ဘဝကို limit ဖြစ်စေတာဖြစ်တယ်နမိတ်လက္ခဏာကသင်တို့အကန့်အသတ်ရှိသလောက်သင်တို့ယုံကြည်ခြင်းအကန့်အသတ်ရှိသလောက်ပဲစီးဆင်းတာဖြစ်တယ်သင်ယုံကြည်ပါဖခင်သခင်လုံနိုင်တယ်ဆိုတော့သင်ယုံကြည်ပါအာမင်ခန်းငယ်30ကိုကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ယေရှုကလည်းလူများတို့ကိုလျောင်းစေကြဟုမိန့်တော်မူ၏ထိုအရက်၌မျက်ပင်ထူပြောလျက်ရှိသည်ဖြစ်၍အရေတွက်အားဖြင့်9000မြလောက်သောလူတို့သည်လျောင်းကြ၏အမေရိကကနာခံခြင်းရှိတဲ့အသက်တာမှာစီးဆင်းတာဖြစ်တယ်သင်နာခံခြင်းရှိသည့်အတိုင်းသင်ရဲ့အသက်တာမှာ American ပိုစီးဆင်းမဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရတာဖြစ်တယ်။ American စီးဆင်းမှုအတွက်နီးစနစ်နဲ့နာခံခြင်းရှိဖို့လိုအပ်တယ်။မာကု6:40မှာသူတို့ဒီ100တစု50တစုအစုစုနဲ့လဲလျောင်းကြသည်ဆိုပြီးတော့ကျမ်းစာထဲမှာရေးထားတာဖြစ်တယ်။ဒီအရာကဘာလဲဆိုရင်သူတို့ကလည်းနာခံခြင်းရှိတဲ့အလျောက်တော်မှာရိုးရိုးနာခံခြင်းမဟုတ်ဘဲနဲ့ဖျားသခင်အလုံးလုံးလူရမယ်နီးစနစ်ရှိတဲ့နာခံခြင်းမျိုးတွေမှာပဲလဲလျောင်းတာမျိုးဖြစ်တယ်။သင်ရဲ့အသက်တာမှာ American နမိတ်လက္ခဏာကိုသင်လက်တွေ့ခံစားခြင်းနဲ့ဆိုရင်သင်အသက်တာမှာနံပါတ်1နီးစနစ်ရှိပါဘလို့နီးစနစ်ရှိရမလဲဖျားသခင်ပြောတဲ့နာခံခြင်းနဲ့နီးစနစ်ကသင်ရဲ့အသက်တာမှာရှိမယ်ဆိုရင်ကျွန်တော်သိတယ်သင်ရဲ့ life မှာ American နမိတ်လက္ခဏာတွေဆိုတာများစွာဖြစ်လာမယ်ဆိုတော့ယုံကြည်တာဖြစ်တယ်အာမင်ဖယားသခင်ဘာပြောလဲဆိုတာကိုသင်တိတိကျကျလိုက်လုပ်ဖို့လိုအပ်တယ်မိတ်ဆွေနမိတ်လက္ခဏာလုပ်တိုင်းမှာသင်ကနာမည်မကြီးချင်ပါနဲ့ယေရှုကသူနမိတ်လက္ခဏာလုပ်ပြီးတဲ့အရာတိုင်းကိုလူတကာကိုရှောက်မပြောဖို့အတွက်အမြဲတမ်းပါတယ်နမိတ်လက္ခဏာဆိုတာယုံကြည်ခြင်းရှိတဲ့သူအချင်းချင်းများတဲ့နယ်ပယ်တစ်ခုမှာပဲလက်တွေ့ကောင်းတယ်ဖြစ်လာတာဖြစ်တယ်အာမင်ထွတ်မြောက်ရာကျမ်းအခန်းကြီး14အငယ်27မှာမောရှေသည်ပင်လယ်ပေါ်မှာလက်ကိုဆန့်၍ထာဝရဘုရားသည်တညာလုံး၌အာကြီးသောအရှိလေအဖြစ်ပင်လယ်ရေကိုလှန်ပြန်၍မြေကိုပေါ်စေတော်မူ၏တဲ့မောရှေလက်မြောက်လိုက်တာကအကြောင်းမဲ့မြောက်လိုက်တာမဟုတ်ပင်လယ်ရေနှစ်ချမ်းကွဲမဲ့ခလုတ်ကိုဖွင့်လိုက်တာဖြစ်တယ်နမိတ်လက္ခဏာဆိုတာသင်လှုပ်ချင်တဲ့အတိုင်းပေါ်မှာစီးဆင်းတာမဟုတ်ဖယားသခင်လှုပ်စေခြင်းတဲ့အတိုင်းပေါ်မှာပဲစီးဆင်းတာဖြစ်တယ်အာမင်အေလိရှဲမှာလည်းအေလိယရဲ့ဝတ်လုံကိုကင်ပြီးတော့ပင်လယ်ကိုနှစ်ချမ်းခွဲတာမျိုးရှိခဲ့တယ်ဒါပေမဲ့အေလိရှဲပထမအဦးဆုံးခွဲတဲ့အချိန်မှာခွဲလို့မရဘူးဓမ္မရာဆိုတဲ့စတုဒ္ဒဆောင်ခန်းကြီး2အငယ်14မှာတွေ့ရတာဖြစ်တယ်အေလိရှဲကအဲ့ဒီနေ့မှာသူကိုယ်တိုင်ခွဲတဲ့အခါမှာမကွဲပေမဲ့အေလိယရဲ့ဖျားဗမာလဲလို့ပြောခေါ်ပြီးတော့သူခွဲတဲ့အခါမှာပင်လယ်ကနှစ်ချမ်းခွဲတာဖြစ်တယ်ကိုယ်တင်အထင်ကြီးရမျိုးတွေတင်လုံနိုင်တဲ့အရာတွေတင်မထင်ပါနဲ့သင်ရဲ့ဝိညာဉ်ဖခင်ကိုသင် mention လုပ်လိုက်ခြင်းအဖြစ်လဲပင်လယ်ရေနှစ်ချမ်းကွဲနိုင်တာဖြစ်တယ်နမိတ်လက္ခဏာစီးဆင်းနိုင်တာဖြစ်တယ်ဒီနေ့မှာတချို့တော့သားတွေကအဖေကို mention မလုပ်ချင်တော့ဘူးအဖေနဲ့ပတ်သက်ပြီးတော့ခြေရတိုင်းချင်လာတယ်ယောရှုဆိုတာမောရှေမရှိပဲဖြစ်မလာနိုင်ပါဘူးအေလိရှဲကလေအေလိယမရှိပဲဖြစ်လာနိုင်ဘူးဒါကြောင့်မို့လို့သင်ရဲ့ဘဝမှာ
American နမိတ်လက္ခဏာစီးဆင်းမှုတစ်ခါတလေမှာဝိညာဉ်ဖခင်ကတိုက်ရိုက်ပတ်သက်နေတာရှိပါတယ်အာမင်မောရှေရဲ့ပင်လယ်နှချမ်းခွဲတာဖျားသခင်ရဲ့ဘုန်းကိုထင်ရှားဖို့အတွက်ဖြစ်ပြီးတော့အေလိရှဲရဲ့ပင်လယ်နှချမ်းခွဲတဲ့ကဖျားကဘာကိုသင်ပေးရလဲဆိုရင်တင်းရဲ့ဝိညာဉ်ဖခင်ကို honor လုပ်တတ်ဖို့ဖြစ်တယ်တင်းရဲ့ life မှာဖျားသခင်ဘုန်းတော်ထင်ရှားဖို့အတွက်နဲ့တင်းရဲ့ဝိညာဉ်ဖခင်ကို honor လုပ်တတ်ခြင်းကတင်းဘဝမှာနမိတ်လက္ခဏာအကြီးကျယ်စီးဆင်းစေမှာဖြစ်တယ်အာမင်အာမင်အာမင်ဖျားသခင်ကတင့်ကိုဒီလူကိုမျက်စိပြန်မြင်ဖို့အတွက်ဒီလိုလောက်ပါဆိုတဲ့အပေါ်မှာပဲဖျားရဲ့ Mary ကစီးစင်းတာဖြစ်တယ်။တင်ကတင်လှုပ်ချင်တိုင်း in the name of Jesus fire တင်လှုပ်ချင်တိုင်းလှုပ်နေတဲ့ရွေးကတော့တင်းစီမှာ Mary နမိတ်လက္ခဏာစီးစင်းမှာမဟုတ်ဘူးမိတ်ဆွေ။အာမင်အာမင်ကျွန်တော်ပြောတဲ့ဟာကိုမိတ်ဆွေမြင်တတ်ပါစေ။တင်နမိတ်လက္ခဏာစီးစင်းဖို့အတွက်ဖျားခိုင်းတဲ့နီလန်းထဲမှာတင်လှုပ်မှတာလေတင်နမိတ်လက္ခဏာကိုလုပ်နိုင်မှာဖြစ်တယ်။လက်ချေပြတ်တဲ့သူတွေတင်မျက်စိမမြင်တဲ့သူတွေနားမကြားတဲ့သူတွေတင်လေဖြတ်နေတဲ့သူတွေလမ်းမလျှောက်နိုင်တဲ့ wheelchair နဲ့သူတွေတင်လမ်းလျှောက်ဖို့အတွက်ကိုဖျားသခင်ကတင့်ကိုဒီလိုလှုပ်လို့ပြောတဲ့ဟာကိုတင်ကဒီလိုမလုပ်ဘဲနဲ့ဟိုလိုလုပ်မယ်ဆိုရင်တင့်အနေနဲ့အဆက်ပွဲဖို့တာပြင်တာမိတ်ဆွေဒီလိုဘလို့မှမရဘူးမိတ်ဆွေတင်ကဖျားသွားမဲ့ Mary ကဝေးထဲမှာတင်ကမတ်တရက်မဲ့သူဖြစ်တယ်တင်ကဘာမှမလုပ်နိုင်ဘူးမိတ်ဆွေတင်ကယေရှုအားဖြစ်တာနမိတ်လက္ခဏာကိုလှုပ်ဆောင်နိုင်တဲ့သူဖြစ်တယ်တင်ကိုအသုံးပြုပြီးဖျားသခင်ကဒီလူတွေကိုကျမ်းမာခြင်းဖြစ်မှာဖြစ်တယ်တင်ကထင်နေတာတင့်ကိုတင်အထင်ကြီးနေတယ်ငါကိုယ်တိုင်လုံနိုင်တယ်နမိတ်လက္ခဏာဆိုတာငါလုံနိုင်တာငါဆိုတဲ့အရာမလုံနဲ့တင်ကောင်းကင်ဘဝနဲ့ကန်ချခံရလိမ့်မယ်မိတ်ဆွေတင်ဖျားသခင်ရဲ့နေရာကိုမလူချင်ပါနဲ့ဖျားသခင်ဖလိုးမဲ့ American လမ်းကြောင်းနမိတ်လက္ခဏာလမ်းကြောင်းမှာတင်ကမတ်တရက်တတူဖြစ်ပါစေအာမင်အာမင် hallelujah အာမင် Mary ကိုတင်ဆာငတ်တယ်ဆိုရင် Mary တင်ရဲ့နမိတ်လက္ခဏာတင်ဘဝမှာ follow ချင်တယ်ဆိုရင် Mary ကိုဆာငတ်ပါနံပါတ်1ဖျားသခင်ဘာခိုင်းလဲဆိုတော့တင်ချတတ်ပါနံပါတ်3ဖျားပြောတဲ့နီးလန်းထဲမှာတင်လျှောက်လန်းတတ်မယ်ဆိုမိတ်ဆွေကျွန်တော်ယုံကြည်တယ်တင်ပြုတ်သမျှအမှုရာတိုင်းမှာဖျားသခင်ရဲ့ဘုန်းထင်ရှားမှာဖြစ်တယ် hallelujah hallelujah ရောက်တိုင်းမှာဖျားသခင်ကောင်းကြီးပေးပါစေ